Good morning everyone အားလုံးမင်္ဂလာနဲ့ခင်ဗျာဒီနေ့ bird phrase နဲ့ပတ်သက်ပြီးနည်းနည်းလေးပြောပြမယ်အသုံးပြုပုံလေးတွေပေါ့နော်ဒီ bird phrase ရတော့မယ်ဆိုရှင်တော့စကားပြောတဲ့နေရာမှာရောစာရေးတဲ့နေရာစာဖတ်တဲ့နေရာမှာအများကြီးအထောက်အကူပြုပါတယ်ဟုတ်နော် okay ဒီ bird phrase ကိုရထားပြီးပြီဆိုရှင်တော့ကိုကအခြေခံအဖြစ် subject သိရမယ် verb တွေသိရမယ်ဟုတ်နော်ပြီးပြီဆိုရှင်တော့ tenses တွေကိုသိထားမယ်ဆိုရှင်ပို့ပြီးတော့မှညံတယ်ဥပမာ tenses English စာ tenses မှာကြတော့12 tense ရှိတယ်ပေါ့နော် simple present tense simple past tense simple future tense နော် present continuous tense past continuous tense future continuous tense present perfect tense past perfect tense future perfect tense present perfect continuous tense past perfect continuous tense future perfect continuous tense ဆိုပြီးတော့12 tense ရှိတယ်ပေါ့ but အနေနဲ့ဆိုရှင်တော့ but to be ရှိမယ် but to do ရှိမယ် but to have ရှိမယ်ဟုတ်နော် okay အဲ့ဒါလေးသိထားမယ်ဆိုရှင်တော့ဒီ but phrase လေးတွေရတာပို့ပြီးတော့လွယ်တယ်ဟုတ်နော် okay အဲ့မှာခုဒီဓာတ်လေးတွေဖတ်ရင်းနဲ့ tense အနေနဲ့သုံးပြပေးမယ်နော်ဒါမဲ့အင်္ဂလိပ်စာမှာ subject ကိုသိထားမယ် subject ဆိုတာ subject pronoun ဖြစ်တဲ့ I we you he she it they အခြေခံအဖြစ်ကိုသိထားမယ်အဲ့ဒီ but နဲ့ but to be ဘယ်လိုတွဲမှာလဲ but to do နဲ့ဘယ်လိုတွဲမှာလဲ but to have နဲ့ဘယ်လိုတွဲမှာလဲအဲ subject နဲ့ verb agreement လေးတွေကိုအခြေခံအဖြစ်ကိုသိထားမယ် for example but to be နဲ့တွဲမယ်ဆို I am he is she it it မောင်မောင် is are ဆိုလို့ရှိရင်တော့ we are you are they are ဒါ present အနေနဲ့သုံးတယ် past အနေနဲ့သုံးမယ်ဆိုရှင်တော့ was ရှိမယ် were ရှိမယ် was ကြတော့ I was he was she was it was မောင်မောင် was your father your mother was ဟုတ်မယ်ဟုတ်နော် were ကြတော့ I will be မှာကြတော့ I will be subject အနေနဲ့မရှိတော့ဘူးအကုန်လုံးသုံးလို့ I we you he she it they will be နဲ့သုံးလို့ shall be ကြတော့နှလုံးပဲသုံးလို့ရတယ် I နဲ့ we I shall be we shall be ဒါသိထားမယ် subject နဲ့ verb agreement but to do မှာဆိုရှင်တော့ subject ဖြစ်တဲ့အနည်းဆိုလို့ရှင်တော့ I go we go you go they go you ကနှလုံးရှိတယ်ပထမ you ဒီအနည်းဒုတိယ you ဒီအများမင်းတို့ဟုတ်ပြီနော်အဲကြောင့် I we you we I go we go you go they go and so he goes she goes it goes မောင်မောင် goes my father goes စသည်သုံးပြရတယ်အဲကြောင့် but to do မှာကြတော့ subject အနည်းဆိုရှင်တော့ verb ဒီ s ထည့်ပေးရတယ်ဟုတ်ပြီနော်ဒါချက်ကတည်ထားတယ် but to do မှာကြတော့ subject အနေအများမရှိဘူး but to ပဲသုံးလို့ရပါတယ်ဟုတ်ပြီနော် I went ကိုရဲ့ but to ဒီ I went I we you he she it they went တုံးတယ် okay future မှာကျတော့ခဏနေ shall be will be နေရာမှာ shall plus power 1 will plus power 1 I simple present tense ကိုရဲ့ရှင်းနာမှာ will ထည့်ရုံပဲ I will go we will go you will go they will go သူကြတော့လေအခုကိရိယာဖြစ်တဲ့ will ပါတာဖြစ်တဲ့အတွက်ကြောင့်နောက်ပတ်ဒီ s ရဲ့တလုံးမှာထည့်လို့မရဘူးဒီနေရာမှာ simple future tense ရလိုက်ပြီဆိုရှင်တော့ modal part တွေအားလုံးနဲ့သုံးတတ်သွားပါပြီwhere go နေရာမှာ can could share should where would may might must ဆိုတဲ့ modal part ထည့်လိုက်တာ ਨੇ ပြီးသွားပြီဟုတ်ပြီနော်အဲကြောင့်အဲ့အားလေးတွေကိုဒီမှာဖတ်ရင်းနဲ့ပြောပြပေးမယ် okay နောက်တစ်ချက်ပြောရမှာကတော့မေးခွန်းထုတ်တဲ့နေရာဟုတ်ပြီနော်ဒီမေးခွန်းထုတ်တဲ့နေရာမှာအခုရေးထားနေတဲ့ pay respect to the Buddha ဆိုတဲ့ဝေကြကိုကြည့်မယ် simple present tense နဲ့ထုတ်မယ်ဆိုရှင်တော့Do you pay respect to the Buddha? Does he pay respect to the Buddha? ဟုတ်ပြီနော်အဲကြောင့်ရှေ့မှာအခုကိရိယာ do တွေ does တွေထုတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုပြောနေတဲ့ but ဒီ s ရဲ့လုံးဝထည့်လို့မရတော့ဘူးဟုတ်ပြီနော်နောက်တစ်ချက် simple past tense ဆိုလို့ရှိရင်တော့မေးခွန်းထုတ်တော့မယ်ဆိုလို့ရှိရင်တော့ Did you pay respect to the Buddha? အခုကိရိယာ did ထုတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လုံးဝbut to ကိုပါဝင်ပြန်ပြောင်းပေးရမယ်ဟုတ်ပြီနော်အဲကြောင့် future လည်းအဲ့တိုင်းပဲ where you pay respect to the Buddha အဲကြောင့် simple present tense simple past tense simple future tense အဲ့ဒီ tense သုံးလုံးမှာ
သုံးခုစလုံးမှာမေခွန်းထုတ်တဲ့အခါအငင်းဝကြသုံးတဲ့အခါပတ်ဝန်းမဲ့သုံးရတယ်အဲ့ဒီပတ်ဝန်းတော့မှ SES လုံးဝထဲလို့မရဘူးဟုတ်ပြီနော်အဲ့လိုဒီတိထားအခြေခံတိထားရင်ဒီ perfect လေးလာတယ်လွယ်ကူပါလိမ့်ကဲကြည့်အောင် pay respect to the Buddha I suggest so I pay respect to the Buddha you ဆိုတော့ you pay respect to the Buddha ဒါပဲ okay pay respect to the Dhamma pay respect to the Sangha yeah, wake up early on school day ကျောင်းရှိတဲ့နေ့ဆိုရှင်တော့အေးရဆိုထားတယ်ဒီမှာ I wake up early on school day ကျောင်းရှိတဲ့နေ့ဆိုလို့ရှင်တော့ကျွန်တော်အေးရဆိုနိုးတယ်မိကုထုတ်တော့မယ်ဆိုရှင်တော့ယူနေမိကုထုတ်ပြမယ် do you wake up early on school day ကျောင်းရှိတဲ့နေ့ဆိုရှင်မေးရဆိုနိုးသလားအတိတ်နဲ့မေးမယ် did you wake up early on school day အနာကနေမေးပြမယ် will you wake up early on school day ပြောပါတယ်နော်ဒါပဲအဲကြောင့်နောက်တစ်ခုသွားမယ် get out of bed အေးရကထပါတော့အေးရထပါတော့ကွာဟဲ့အောင်အေးရထတော့ get out of bed ဟုတ်တယ်နော်အမေကလာလို့ပြီဆိုတာရေးအေးရထပါတော့ကွာ get out of bed ရတယ်စကြင်မပါဘဲနဲ့ပြောလို့ရတယ် okay နောက်တစ်ခု stretches your arms and legs arm မှာလက်မောင်းမှာတစ်ဖက်ဖြစ်တဲ့ကြောင့် s တဲ့တယ်အမှပါတဲ့ s ကို n နဲ့တွဲချင် arms and legs rub my eye with my hands rub က put တာပေါ့စစ်ပြတိုက်တဲ့အခါမှာလေ rub သုံးတယ် and rub my body with the saw ဟုတ်ရဲ့နော်အဲကြောင့် I rub the table စပွဲတုတ်တာလေပဲ rub it I rub the table စပွဲဒီတုတ်တယ် I rub the furniture dust the furniture ဖုံတုတ်တာပေါ့ဒါဖုံတုတ်တာကကျတော့ dust သုံးတာကဲ rub I rub my eye with my hand မျက်လုံးကိုပုတ်လိုက်တယ်သိလားအရာထိုင်နေတော့သိမှာအပြင်ကျော်ဆန်တယ်ဆန်ပြီးဆိုမျက်လုံးလေးတွေကိုပုတ်ပြီးတော့လက်နဲ့ပုတ်လိုက်တာပေါ့ဟုတ်နော် rub my eye with my hands တန်းနာကြတော့ yawn okay အသက်ရှူတာက breathe ခပ်ပြင်းပြင်းရှူလိုက်တယ်ဆို breathe in breathe deeply က adverb breathe က but အဲ့ဒီ adverb ဖြစ်တဲ့ deeply ဒီ breathe ဆိုတဲ့ but ကို modify အထူးပြုတယ် I breathe deeply ကျွန်တော်အသက်ခပ်ပြင်းပြင်းရှူလိုက်တယ် deeply ဆိုတာ adverb ဟုတ်နော် for example I love you deeply ငါနင့်ကိုနင်းနစ်ကချစ်တယ်အကေ deeply မပါဘူးဆို I love you ငါနင့်ကိုချစ်တယ်လို့ပဲဘာသာပြန်လို့ရတယ် deeply ဆို adverb ထည့်လိုက်တဲ့စကားလုံးကလာပါတယ် I love you deeply ကျွန်တော်ခင်ဗျားကိုနင်းနစ်ကချစ်တယ်ဆိုတဲ့ deeply ဆိုတဲ့စကားလုံး adverb ဟုတ်နော် okay breathe in slowly အမ breathe မှာပါတဲ့ th နဲ့ a နဲ့အတန်ချင်း link ချိန်ပြီးတော့ဆိုပေးမယ် breathe in slowly အသက်ဖြည်းဖြည်းချင်းရှူတင်လိုက်တယ် I breathe in slowly in နေရာမှာ out ထည့်မယ် preposition ထည့်မယ် I breathe out slowly တဲ့ဖြည်းဖြည်းချင်းရှူထုတ်လိုက်တယ်ဟုတ်နော် go into the bathroom ရေချိုးခန်းထဲကိုသွားတယ် okay turn on the tap turn မှာပါတဲ့ and နဲ့ on နဲ့အတန် link ချိတ်ပြီးတော့ဆိုမယ် turn on the tap ဒီပေပါကိုဖွင့်လိုက်တယ် brush your teeth တော့တိုက်လိုက်ပါ okay I brush my teeth pronoun ပြောင်းပြီ I brush my teeth she brushes her teeth သူမတော့တိုက်တယ် pronoun လေးကစားပြီးပါ wash your hands လက်တွေကိုဆေးလိုက်ပါ wash ဆိုတဲ့စကားလုံးက hand နေရာမှာအဝတ်တွေထည့်မယ်ဆိုအဝတ်ကလျှော်တယ်မျက်နှာကြတော့ဗာလဲတစ်တယ်ပကံဆေးတယ်ဟုတ်တယ်မလားလက်ဆေးတယ်ပကံဆေးတယ်အဝတ်လျှော်တယ်ကားဆေးတယ်အဲ့ဒါ wash ပဲသုံးတယ် okay ကဲနောက်တစ်ခုသွားကြည့်အောင် wash your hand မျက်နှာတွေကိုဆေးလိုက်ပါ wash your face မျက်နှာကိုတစ်လိုက်ပါ have a shave မုတ်စိမ်မွေးရိုက်တယ် I have a shave shave ကိုတစ်လုံးနဲ့သုံးမယ်လဲရတယ် I shave my legs ခြေမွေးတွေကိုအလုံးပါလဲရိုက်တယ်ပေါ့ shave but နဲ့လဲသုံးတဲ့ဒီမှာကျတော့ collocation နဲ့တွေ့သုံးတယ် have a shave wash your hair ခေါင်းလျှော်တယ်ဟုတ်နော်ခေါင်းလျှော်တယ်
စပင်လျှော်တယ်မသုံးပါနော် okay တလုံးနဲ့သုံးမယ်ဆို shampoo I shampoo ကျွန်တော်ကောင်းလျှော်တယ် shampoo လို့သုံးတယ်ဆိုလို့ရှင်တော့နောက်မှာ your hair ထည့်စရာမလိုဘူး shampoo မှာကိုကလေးကကောင်းလျှော်သည်လို့အဓိပ္ပာယ်ပါပြီးသားမလို့ I shampoo my hair လို့တွားရေးစရာမလိုတော့ဘူး okay နော်အကေ I wash my hair လို့မသုံးချင်ဘူး shampoo လို့သုံးချင်တယ် I shampoo ဆိုပြီးကျွန်တော်ကောင်းလျှော်တယ်ပြီးရမယ်နော် okay နောက်တစ်ခု wash the car ကားရေးစေးတယ် wash the clothes အဝတ်လျှော်တယ် wash the dishes ပကံတွေကိုအိုးခွက်ပကံတွေကိုစေးတယ်အလုံးသုံးလို့ရတယ် do the dishes အိုးခွက်ပကံတွေကိုစေးတယ် do တဲ့သုံးလို့ရပါတယ် collocation သုံးလို့ရတယ် okay နောက်တစ်ခု dry your hair စပင်ကိုချောင်းသုံးလိုက်ပါ dry your hair ဟုတ်နော် take exercise every morning မနေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ် take collocation နဲ့မသုံးချင်ဘူးဆိုရှင်တော့ exercise ကို but ဓာတ်ရိုက်သုံးလိုက် I exercise every morning ကျွန်တော်မနေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ် do you exercise every morning did you exercise every morning where you exercise every morning ဟုတ်ပြီနော် okay နောက်တစ်ခု walk up regularly to keep fit walk up regularly to keep it walk မှာပါတယ် K နဲ့ OUT out နဲ့ link ချိတ်ပြီးဆိုပြီးပါ walk up regularly to keep it ကျမတန်ဆန်းဖို့ပုံမှန်လေ့ကျင့်ခန်းလုပ်ပါနောက်တစ်ခု meditate every day နေ့တိုင်းတရားထိုင်ပါ collocation နဲ့သုံးချင်တယ်ဆို take နဲ့တွဲသုံးပါ take meditation every day ဟုတ်ပြီနော် do you take meditation every day do you meditate every day ဒီမျိုးစလုံးသုံးလို့ရတယ် past tense မေးရင်လည်း meditate ပဲ future လည်း meditate did you meditate every morning where you meditate tonight did you meditate yesterday မနေ့ကတရားထိုင်ခဲ့သလားဟိုနော်ပေါ့ပါမယ်သုံးပေးပါ okay နောက်တစ်ခု make the bed အဲ့ရသိနေ make ကအများသုံးလို့ရတယ် make coffee ပြောတယ် make mistake အမှားတွေပြုလုပ်တယ် make me happy ငါ့ကိုပျော်ရွှင်အောင်လုပ်တယ် my mom make me sad အမေကကျွန်တော်ကိုဝမ်းနည်းအောင်လုပ်တယ် my mom make me happy အမေကကျွန်တော်ကိုပျော်ရွှင်အောင်ထားတယ်ဒီသုံးရတယ် make collocation okay make the bed အရာသိမ်းပါ comb your hair ကောင်းပြီးပါမသုံးချင်ဘူး brush your hair ကောင်းပြီးပါ fold the blanket up fold the blanket up blanket မှာပါတယ် T နဲ့ up ကို link ချပြီးဆိုပြီးပါ fold the blanket up မသုံးချင်ဘူး fold up the blanket ဆောင်းခေါက်လိုက်တယ် fold the shit down shit ဆိုတာအေးရခင်းကိုပြောတာ fold the shit down အေးရခေါက်လိုက်ပါအေးရခင်းတာက spread I spread the back sheet on the bed ဟုတ်ပြီနော် okay နောက်တစ်ခု I fold the clothes up neatly အဝတ်တွေကိုတည်တည်ခေါက်လိုက်ပါကျွန်တော်ဆိုတော့ I fold the clothes up neatly ကျွန်တော်ကအဝတ်တွေကိုတည်တည်ခေါက်တယ် take a bait ရေချိုးတယ် US ကတော့ take နဲ့သုံးတယ် UK မှာကျတော့ have နဲ့သုံးတယ် have a bait British English မှာကျတော့ have a bait American English မှာကျတော့ take a bait ဒီတူပါမယ်နော် have a shower take a shower ရေပန်းနဲ့ချိုးရဆိုရှင်တော့ have a shower take a shower တလုံးနဲ့သုံးလို့ I shower လည်းရပါတယ်ဟုတ်ပြီနော် get dress အဝတ်အစားလဲလိုက်ပါ get dress အဝတ်အစားလဲတယ် bathe နောက်တစ်ခုရေချိုးတာကိုသုံးလို့ရတယ် UK ကျတော့ bathe every evening ညနေတိုင်းရေချိုးတယ် bathe the baby every day ကလေးကိုနေ့တိုင်းရေချိုးပေးတယ်ဒါပြောသုံးလို့ရတယ်နော်အဲ့မှာ shower every morning မနေ့တိုင်းရေပန်းနဲ့ရေချိုးတယ်ဆိုရပါပြီဟုတ်နော် use the toilet အိမ်သာတက်တယ် put on makeup wear makeup ဒီမျိုးစလုံးသုံးလို့ရတယ် apply တနခါ put on တနခါလေးနေပေါ့ဟုတ်နော်နောက်တစ်ခု read newspaper every day နေ့တိုင်းသတင်းစာဖတ်တယ်ဟုတ်မရဘူးနော် okay thank you very much see you soon